မြန်မာနိုင်ငံသား2ယောက်စီးလာတဲ့ဆိုင်ကယ်နောက်ကိုရဲ1ယောက်ကလိုက်လာတာဘာလို့လိုက်လာတာလဲဆိုတော့ဆိုင်ကယ်နောက်မှာထိုင်လာတဲ့အမျိုးသမီးကဆိုင်ကယ်အုပ်ထုပ်မဆောင်ထားဘူးအဲရဲကလိုက်လာပြီးတော့ရှေ့မှာဆိုင်ကယ်ရက်ဖို့ပြောတယ်အဲ့ချိန်မှာသူတို့2ယောက်ကတအားနဲ့မှထိတ်လန့်သွားပြီပေါ့နော်ရဲကလိုက်လာတာဆိုတော့အုပ်လေးချီပြီးတော့လေသူတို့ဖန်တော့မယ်ထင်တယ်သူတို့တံငွေရိုက်တော့မယ်ထင်တယ်ရဲစကန်ခေါ်သွားတော့မယ်ထင်တယ်အဲ့လိုပေါ့နော်သူတို့မျက်နှာအမူအရာလေးအရန်တနာဖို့ကောင်းတယ်ရဲကသူတို့လမ်းမေးတဲ့အချိန်မှာသူတို့ပြန်ပြောလာတဲ့အခါစကားမပီတဲ့အတွက်ရဲကတိသွားတဲ့ထိုင်းလူမျိုးမဟုတ်ဘူးဆိုတာပေါ့နော်အဲ့တော့သူတို့မေးတယ်ဘာလူမျိုးလဲဘယ်မှာနေတာလဲနာမည်ဘယ်လိုခေါ်လဲအဲ့လိုမေးတယ်အဲ့ဒါသူတို့ကလည်းပြောပြတယ်ပေါ့နော်သူတို့နာမည်ဘယ်လိုခေါ်ပါတယ်သူတို့ကမြန်မာလူမျိုးပါသူတို့ကဒီဆလာဘူလီမှာနေပါတယ်လို့ပြောပြတယ်ထိုင်းရဲကသူတို့2ယောက်ပြောတော့ပေါ့နော်ထိုင်းနိုင်ငံမှာဆိုရင်ဆိုင်ကယ်စီးတဲ့အခါဆိုင်ကယ်အုပ်ထုပ်ဆောင်ရမယ်သူတို့2ယောက်ကလည်းတအားနဲ့မှကြောက်နေပြီသူတို့ပုံကြည့်ရတာလေအဲ့ဒါထိုင်းရဲကသူ့ရဲ့ဆိုင်ကယ်စီကိုသူပြန်သွားပြီးတော့ဆိုင်ကယ်ခုံအောက်မှာရှိတဲ့ဆိုင်ကယ်အုပ်ထုပ်အစ်စ်နောက်တစ်လုံးကိုယူပြီးတော့လာပေးလိုက်တယ်နင်တို့2ယောက်မှာရှေ့က1ယောက်ကပဲစောင်းထားတယ်အနောက်ကကောင်မလေးကမစောင်းထားဘူးလို့ပြောတယ်အန်တီကင်းအောင်စောင်းဖို့မှာလိုက်တယ်ပေါ့နော်ပြီးတော့ကံကောင်းမစေးလို့စုမွန်ကောင်းတောင်းပြီးတော့ရဲဦးလေးရထွက်လာလိုက်တယ်ဒါတို့အရန်စိတ်ကောင်းရှိတဲ့ရဲနဲ့တွေ့ခဲ့လို့ပေါ့နော်တကယ်လို့တခြားရဲနဲ့တွေ့မယ်ဆိုရင်တော့ဒဏ်ငွေဆောင်ရမှာဒီညမှာတခုပြောပြချင်တာကလေတချို့တွေကကျတော့တအားနဲ့မှပေါ့ဆကြတယ်ရဲတွေရှိလောက်တဲ့လမ်းနေရာတွေဆိုရင်တော့တို့တွေကအုတ်ထုပ်ဆောင်ထားတယ်ရဲတွေမရှိလောက်တဲ့နေရာမှာဆိုရင်တော့အုတ်ထုပ်တွေချွတ်ထားကြရတယ်ပြီးတော့ဒီကျိုးတွေကိုဖြုတ်ထားကြရတယ်အရန်အန်တယ်များတယ်ပေါ့နော်ဆိုင်ကယ်အုတ်ထုပ်ကိုတို့တွေကဥပဒေမှာစောင်းဖို့တတ်မှတ်ထားတာကကိုယ့်ရဲ့အသက်အန္တရာယ်မဖြစ်အောင်လို့ကြောင့်တာဝန်အရာစီကံချက်အရာဆိုပြီးစောင်းတာမျိုးမဟုတ်ပဲねပေါ့နော်ကိုယ့်ရဲ့အသက်အန္တရာယ်စိတ်ချရဖို့အတွက်စောင်းတာမျိုးပဲဖြစ်စေချင်တယ်ပေါ့နော်ဒါအကြံပေးတာပါမဆာလို့ဆိုင်ကယ်ငါစီးတဲ့အခါဆိုရင်ဆိုင်ကယ်မောင်းသမားကိုမေးတယ်ပေါ့နော်ဆိုင်ကယ်အုပ်ထုပ်ရှိလားဆိုင်ကယ်အုပ်ထုပ်ရှိမှသွားမှာနော်အရင်မေးတယ်ကိုဖြစ်ကိုခံရမှာလीနော်ဒါကြောင့်အားလုံးပဲမပေါ့ဆကြပါနဲ့ရှင်